ကိုကောင်းနဲ့ပလောင်နဲ့ရံဖြစ်နေကိုကောင်းနေဟိုအလူငွေကောက်တဲ့ဟာပလောင်တွေကလာတိန်ခံလို့ရံဖြစ်နေကြတယ်ကိုကောင်းတဲ့လူငယ်ကောက်တဲ့ဟာကိုပလောင်နဲ့လာတိန်ခိုင်းတာငလင်ဘေးအတွက်လူငယ်ကောက်တဲ့ဟာအဲ့ဒါပလောင်နဲ့လာရှာရှည်လာတိန်ခိုင်းတာ